ဒေါက်တာဖြိုးသီးရရေးထားတဲ့စိတ်ကျန်းမာရေးအတွက်အခြေခံအချက်များဆိုတဲ့စာစုလေးကိုဖတ်ပြချင်ပါတယ်။တော်တော်များများသိပြီးသားကျွန်တော်လေးရေးဖို့ပြီးသားအချက်တွေပါပဲ။အခုချိန်အားလုံးလေးပြင်ပန်းနေကြမှာမို့ပြန်ပြီး remind လုပ်တဲ့အနေနဲ့ရေးထားတာပါ။ကိုပြန်သတိပေးတဲ့သဘောလေးပါပါတယ်။ဒီစာကိုဖတ်တဲ့အထက်သဘာဝပြီးကိုယ်တိုင်ကြုံခဲ့ရသူတွေမိသားစုဝင်ဆုံးရှုံးလိုက်ရသူတွေတိုင်းရိုက်တော့မထိပေမဲ့တွယ်ဝိုက်ပြီးတော့စိတ်ပိုင်းဆိုင်ရာထိခိုက်နေသူတွေအမျိုးမျိုးပါနိုင်ပါတယ်။ကိုယ်နဲ့ကိုက်ညီတာကိုပဲယူစီချင်ပါတယ်။ကိုယ့်ရဲ့ခံစားချက်ကိုအသိမှတ်ပြုပါ။အတင်းချုပ်တင်မထားနဲ့ပိတ်လောင်မထားနဲ့မျိုးသိမ့်မထားနဲ့မတ်ထက်ဆိုတဲ့သူတွေအများကြီးပါ။ညီးရမှာအားနာရဆိုပြီးလည်းမတွေးနဲ့ကိုကျင်တာပါ။တူးတယောက်ကိုရင်ဖွင့်မှာဒါမှမဟုတ်အဆောက်ထက်ဖြစ်ချရေးပါ။မနှစ်စိတ်ကင်သူတွေနဲ့အတူနေပါ။အထီးကျန်မှုစိတ်လေမှုတို့ကိုတတ်တာစီတယ်။စိတ်လုံခြုံမှုလည်းရစေတယ်။အပိုင်းလုံးလို့ရနိုင်လာတာက peer support group ပါကင်ဆာယောဂါရှင်တွေမူရစ်စီဖြစ်လို့သူတွေအချင်းချင်းရင်ဖွင့်ကြဖလှယ်ကြအားပေးကြတယ်လို့မျိုးပေါ့လူညီတဲ့ကပ်ဘေးကြီးကိုကြုံခဲ့ရသူအချင်းချင်းစကားပြောလို့ရတဲ့အစီအစဉ်လေးတွေချက်ချင်းတော့မဖြစ်နိုင်ပေမဲ့နောက်ပိုင်းရှိလာရင်လည်းကောင်းပါတယ်နံပါတ်3ကိုဂီယိုဆိုင်ပါစိတ်အဆင်မပြေရင် lifestyle ကမမှန်တော့ဘူးအဲ့ဒီလိုမမှန်တော့ရင်စိတ်ကလည်းပို့အဆင်မပြေဘူးဒါကြောင့်တတ်နိုင်သမျှကိုယ့်ရဲ့လူနေမှုပုံစံကိုအရင်ချိုထွက်မသွားအောင်ထိမ့်သိမ့်ပါအိတ်ချိန်စားချိန်မှန်ပါစေကိုလက်လုံရှာမှုလည်းရှိပါစေအရက်ဆေးလိပ်စတာတွေမရှောင်နိုင်တော့အလွန်အကျွံမသုံးမိပါစေနဲ့စိတ်သက်သာရစေမဲ့ဝါသနာပါရလေးတွေလည်းလုပ်လို့ရပါတယ်နံပါတ်4social media ရှော့တုံးမှာသတင်းအချက်လက်ကဘာမှမရရင်လည်းမကောင်းသလိုများလွှင့်လည်းမကောင်းဘူးစိတ်ကိုညှဉ်းညူးလာစေတယ်ပူလောင်လာစေတယ်သတင်းမှားတွေလည်းအများကြီးဖြစ်နေရဆိုတော့ပိုဆိုးတယ်ကြောင့်လူတလောက်ပဲတုံးအချိန်နဲ့တုံးစိတ်ချယုံကြည်ရတဲ့သတင်းအရင်းအမြစ်နဲ့ပုဂ္ဂိုလ်တွေစီကပဲဖတ်စိတ်တော်အဆင်မပြေရင်အင်တာနက်နားထားလိုက်တာကိုကောင်းတယ်နံပါတ်5ကျွမ်းကျင်သူစီကအကူအညီယူပါထောင်မအစမှရေးခဲ့သလိုဒီတဘာဝပင်ကိုကြုံတွေ့ခဲ့ရပုံချင်းထိခိုက်ခဲ့ရပုံချင်းမတူကြပါဘူးဒီတော့ဖြစ်နေတဲ့စိတ်အခြေအနေချင်းလည်းမတူနိုင်ဘူးဒါကြောင့်အခုအနေထားတော်တော်လေးပြင်းထန်နေတယ်ဆိုကျွမ်းကျင်တဲ့ professional ရဲ့အကူအညီလိုကောင်းလိုပါလိမ့်မယ်ဆွေးနွေးမှုလုပ်ဖို့လိုမယ်ထင်လောက်ပါဒါရှက်စရာကိစ္စလည်းမဟုတ်ပါဘူးခန္ဓာကိုယ်ဖြန်းလာလို့စီကံသွားရတယ်လို့မျိုးပါပဲနံပါတ်6အချင်းချင်းနားလည်မှုထားပါသိအရေးကြီးပါတယ်အထူးသဖြင့်ထိခိုက်ခံစားခဲ့ရသူတွေကိုပို့လို့နားလည်မှုပေးကြရပါလိမ့်မယ်အကဲဆက်နေတဲ့ကာလမို့ဘသူရင်ထဲမှာဖြစ်တဲ့လောင်စာရှိနေပြီသားထားလောင်ဖို့မီးတစပဲလိုနေတယ်ဆိုတာတတိချက်စီခြင်းပဲအပြောအဆိုအပြုမှုကလေးတွေလည်းဒီဆိုင်စီခြင်းပဲနံပါတ်9သတင်းကောင်းတွေကိုရှာဖွေပါတုံးမီလောင်တောကြောင်လက်ခမောက်ခတ်တာတွေကိုချင်းစာစိတ်မရှိတာတွေမြေကြီးစားတဲ့လိန်စားညာစားတဲ့ဝိသမလောဘသားတွေပေါ်လာတတ်ပါတယ်သူတို့အကြောင်းကြီးများတဲ့အခါစိတ်ပြတ်လာတယ်အာကုန်လာတယ်တကယ်ကလူတဘာဝပါပဲကိုကသာကိုယ်စိတ်နဲ့နှိုင်းနေနေတာ哦ဒါကိုပြန်ပြီးထိန်းထိဖို့အတွက်စစ်ကြည်မျိုးစရာတဲ့လူကောင်းသူကောင်းတွေအကြောင်းကိုရှာဖွေဖတ်ရှုဖို့လိုပါတယ်ကိုတွေ့တဲ့တတိထားမိရင်လည်းအများအတွက်မျှဝေပေးစေချင်ပါတယ်ခုချိန်ကအနိကမြင်နေရလူကြလည်းစိတ်ဒုက္ခဖြစ်စေရတယ်အဝေးကလူတွေကြလည်းအကျဉ်းရှိတဲ့လိုဖြစ်နေတဲ့ခံစားချက်တွေနဲ့လူတိုင်းမိဘအစဉ်ပြေနေကြမှာမဟုတ်ပါဘူးတကယ်တော့တာမန်ပါပဲဖြစ်ရိုးဖြစ်စဉ်ကိစ္စပါပဲမနေ့ကရေးတယ်လို့ပဲဒီလိုတွေမဖြစ်ဖို့ဆိုမှတခုခုမှားနေတာသို့တော်ဒီခံစားချက်တွေကိုအရင်လွှမ်းမိုးခွင့်မပေးပဲကိုယ့်ဘက်ကတတ်နိုင်တဲ့လောက်တော့စီမံစီခြင်းပါတယ်ခံစားခဲ့ရတဲ့အတိမ်နဲ့မတူတော့မှုလွတ်လပ်ကလေးတော့မပြောရပါဘူးကိုယ်တိုင်သာဆိုဒီလိုစာတွေတောင်ဖတ်နိုင်ပါမှမသိကြဘူးဒီတော့ကွန်ဂျူတွေ့နေရတဲ့အတိုင်းအတာအလိုက်လိုအပ်မဲ့ထင်တာကိုပဲလောက်ပါလို့တိုက်တွန်းပါရစေဒေါက်တာဖြူတီဟာ